Hello ဒီတစ်ခါတော့နူးနူးညံ့ညံ့ soft bread လေးလှုပ်စားဖြစ်ပါတယ် No ကြက်ဥထောပတ်တို့နဲ့လှုပ်ထားတဲ့ homemade bread လေးမို့အနံ့မွေးမွေးလေးနဲ့မုတ်သားလေးကလည်း fluffy ဖြစ်ပြီးအဆက်နေတာကိုလက်နဲ့ဖိလိုက်ရင်ပြန်တက်လာတဲ့အထိ soft ဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ဂျုံ No ကြက်ဥတကြား yeast အရေးဖြောထားတဲ့ထောပတ်နဲ့စားတို့ပဲဖြစ်ပါတယ်အရင်ဆုံး No တကြား yeast ကြက်ဥထောပတ်တို့ကိုထည့်ပြီးတေချာမှုပေးလိုက်ပါတယ်ပြီးရင်ဂျုံနဲ့စားတို့ကိုထည့်ပြီးနှံ့နေအောင်လို့တေချာပြန်မှုပေးလိုက်ပါတယ်ပြီးရင်တော့ plastic ဝက်လေးနဲ့အုပ်ပြီး15မိနစ်လောက်ခဏအနားပေးထားလိုက်ပါတယ်အချိန်ပြည့်သွားရင်တစ်ခါ spatula လေးနဲ့ပြန်မှုပြီး plastic ဝက်လေးကိုပြန်အုပ်ခါဖောင်းလာအောင်လို့တစ်နာရီလောက်ထပ်ပြီးအနားပေးထားလိုက်ပါတယ်အချိန်လေးပြည့်သွားတော့မုတ်သားက2ဆလောက်ပွာလာပြီး fluffy ဖြစ်နေပါပြီပြီးရင်တော့အခင်းပေါ်ကိုဂျုံမုတ်လေးတွေဖြူပေးပြီးလက်လေးနဲ့ဖိခါဖြန့်ပေးလိုက်ပါတယ်အတွင်းဘက်ကိုခောက်သိမ်းပြီးအလဲကိုစုကရှိတ်ဆလုပ်ပေးလိုက်ပါတယ်ပြီးရင်တော့အရွယ်တော်အနေထားလေးတွေဖြတ်ပေးလိုက်ပါတယ်ဖြတ်ပြီးရလာတဲ့မုတ်သားတစ်ခုချင်းစီကိုမကတ်အောင်လို့ဂျုံလေးပေါ်ကနေဖြူပေးပြီးဒလိမ့်တုံးလေးနဲ့အနှင်းငယ်ပြအောင်ဖြန့်ပေးလိုက်ပါတယ်ပြီးရင်တော့ခုနလိုပဲအလဲဘက်ကိုပြန်စုသိမ်းပြီးအတွင်းပိုင်းကိုခောက်သိမ်းကအလုံးပုံစံလေးဖြစ်အောင်တည်တည်ချာချာပုံသွင်းလိုက်ပါတယ်ဒီလိုရှိတ်လုပ်ပေးလိုက်တာနဲ့မုတ်သားလေးကပို့ပြီးတော့ smooth ဖြစ်သွားပြီးဘိတ်လုပ်တဲ့အခါမှာလည်းပိုလှလာပါတယ်ပြီးရင်တော့ရှိတ်လုပ်ပြီးသားဂျုံလုံးလေးတွေကိုစီးတုပ်ထားတဲ့မိုးကွက်ထဲမှာထည့်ပြီး plastic ဝက်လေးနဲ့ပြန်ပိတ်ခါနောက်ထပ်တစ်နာရီလောက်ထပ်ဖောင်းအောင်လို့အနားပေးထားလိုက်ပါတယ်အချိန်ပြည့်သွားရင်တော့မဖုတ်ခင်အပေါ်ကနေကြက်ဥတစ်လုံးနဲ့နို့စပွဲတင်စုံတစ်စုံရောထားတာလေးကိုတုပ်ပေးလိုက်ပါတယ်ပြီးသားရင်တော့180ဒီဂရီနဲ့ကြိုတင်အပူပေးထားတဲ့အာဗန်မှာမိနစ်20လောက်ဖုတ်ပြီးခဲ့ရပါတယ်အာဗန်လေးကထွက်လာတဲ့အချိန်မှာလေးပါမုံနဲ့မွေးမွေးလေးကတအိမ်လုံးကိုမှုရင်းနေရောပဲပူပူနွေ့နွေ့လေးကိုလက်နဲ့ဖိကြည့်လိုက်ရင်လည်းအစ်ဆက်နူးညံ့ပြီးတော့ fluffy ဖြစ်နေတာကတကယ်ကို healing feeling ပဲဒီတိုင်းစားရင်လည်းအရသာရှိသလိုထောပတ်လေးနဲ့တုပ်စားစား coffee နဲ့ပဲတွဲစားစားအရန်ကိုလိုက်ဖက်ပါတယ် homemade bread လေးမို့ preservative တွေလည်းမပါပဲကိုယ်တိုင်လုပ်ထားတာစားရတဲ့ feeling ကတော့တမျိုးလေးပေါ့နော်အိမ်မှာပဲလွယ်လွယ်ကူကူလေးလှုပ်ရှားလို့ရတာမို့ပါမုံချစ်သူလေးတွေ try ကြည့်ကြည့်နော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါ